အားလုံးပဲမင်္ဂလာပါ Sofret season တင်ဆက်ပေးဖို့ချိန်ကြာရောက်လာပြန်ပါပြီအရင်ရင်ကတင်ဆက်ပေးနေကြပုံစံနေအတိုင်းအနုပညာဖန်တီးမှုအသစ်တွေနဲ့မိတ်ဆက်ပေးတော့မှာဆိုတော့ဘာတွေများလဲဆိုတာသိချင်နေကြလောက်ပြီပေါ့အရင်ဦးဆုံးလူငယ်သေးတန်ရှင်ကြကြနဲ့မိတ်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မို့လို့သူဘလို့အနုပညာအသစ်တွေကိုဖန်တီးထားလဲဆိုတာသူနဲ့တွေ့ပြီးတော့မေးကြည့်လိုက်ရအောင်ကဲသွားစို့ကျွန်တော်နာမည်ကြကြပါကျွန်တော်ဒီ hip hop မှာအရင်ဟိုးတော့ old school ပုံစံ music တွေနဲ့ကျွန်တော်စိုးနေပါတယ်ဆိုရင်အခုဖန်တီးထားတဲ့တခြင်းလေးရဲ့နာမည်ကကျွန်တော်တခြင်းလေးနာမည်က9ရက်မီးပါကျွန်တော်ဖိနေမိတွက်ပေါ့ဒါဆိုရင်ဒီတခြင်းကအကိုရဲ့ရင်တွင်းခံစားချက်ပေါ့နော်ကြည့်ရှုနေတဲ့သူတွေကိုသိအောင်လဲဒီတခြင်းနဲ့ပတ်သက်ပြီးပြောပြပေးပါဦးဟုတ်ကဲ့ဗျဒီခြင်းကကျွန်တော်ရင်တွင်းခံစားချက်ဆိုတော့ကျွန်တော်ဘာညာ underground ထဲမှာလုံးတဲ့ကာလာတစ်လျှောက်လုံးကဖိနေမိနဲ့ဝေးတယ်လေနေမှာဆိုတော့အဲ့တော့ကျွန်တော်ဒီကဖိနေမိကတခြင်းလုံးနိုင်တဲ့အခါကျတော့လှုပ်ပေးမယ်ပေါ့အဲ့တော့ကျွန်တော်ဒီတခြင်းလေးကိုစိုးပြစ်လိုက်တယ်ဖိနေမိ10ရန်တော့ရေးထားတဲ့ rap တွေတောင်ပါသေးတယ်ဟုတ်ဆိုရင် music video ဖန်တီးခဲ့ပုံလေးရအောင်music video ကကျွန်တော်ရိုင်းတော့ထွေးထွေးမဟုတ်ကျွန်တော်ဒီတိုင်းပဲနေဟိုပေါင်းထဲမှာဗုဒ္ဓမြတ်ဆွဲတော်ဘုရားဝယ်တယ်အိပ်ပွဲကိုကျွန်တော်ရှိုးပဲသွားဆိုတယ်သွားဆိုတဲ့ခါကျနေပြန်တော့ဖိနေမိမပါပေါင်းရိုက်မယ်ဆိုဖေလာမေလာအကုန်ဆွဲရိုက်ပြီးတော့ဖန်တီးလိုက်တာတငယ်တယောက်မှလည်းရင်တော့ရမ်းခင်းတဲ့တငယ်တယောက်ရှိတယ်သူရှိမှလည်းကင်မရာတစ်လုံးရှိတော့စင်ပြေသွားပါဟုတ်ဒါဆိုလို့ရှိရင်ဒီတခြင်းထဲမှာပါတဲ့သူတွေအကိုရဲ့တကယ်အပြင်မိသားစုဝင်နေပေါ့နော်ဟုတ်ကဲ့ဟုတ်ကျွန်တော်အပြင်မိသားစုဝင်နေပါအဲ့ဆိုလို့ရှိရင်လေဒီတခြင်းထဲမှာလေအဲ့လိုဆိုင်ကယ်စီးလာတယ်ပေါ့အဲ့ကကောင်လေးတယောက်ပါတယ်ပေါ့နော်အဲ့ကောင်လေးရောအဲ့ကောင်လေးကကျွန်တော်ငငယ်တုန်းကနေရာမှာဝင်တရုပ်ဆောင်ပြီးတော့ကျွန်တော်ရဲ့ချင်းညီလေးဟုတ်ကဲ့ဟုတ်ဒါဆိုရင်ဒီတခြင်းလေးရိုက်တုန်းကဆိုလို့ရှိရင်လေအမှတ်တရအဖြစ်ပြက်လေးရှိမှာပေါ့နော်အဲ့ဒါလေးဟုတ်အမှတ်တရဖြစ်ပြဆိုဖိနေမေကတော့တရုပ်မဆောင်ရုံတည်းသူဘာရမို့အဲ့တော့အတင်းဆွဲပြီးတော့လူရှိသူကြီးရှက်နေရပါမရဘူးလို့ကျွန်တော်တဘွားလုံးအမှတ်တရဖြစ်သွားမယ်ရှင်မျိုးဆိုအတင်းဆွဲခေါ်ပြီးထည့်လိုက်တော့အခုလိုအမှတ်တရဖြစ်သွားတာပေါ့ဟုတ်အဲ့ဆိုလို့ရှိရင်အခုလက်ရှိပေါ့နော်အခုဂီတနဲ့ပတ်သက်ပြီးတော့ဘာတွေဆက်လုပ်ဖြစ်နေသေးလဲဂီတနဲ့ပတ်သက်လို့ကျွန်တော်တကြံချင်းလောလောဆယ်လုံးနေနောက်ပြီးတော့သာသနာပြုတေးသချင်းတွေလည်းစုံမယ် hip hop ကိုကျွန်တော်ကြိုက်တဲ့ဂီတတွေကျွန်တော်ကြိုက်တဲ့ဒီ hip hop ဂီတပေါ့နော်အဲ့ဂီတနဲ့ပတ်သက်ပြီးတော့အကောင်းဆုံးချပြသွားမယ်လို့ကျွန်တော်ရည်ရွယ်ထားပါတယ်များနဲ့တန်းတူပဲအောင်မကြသေးရအဖေရစကားတွေနောက်ပြီးတော့အဖေရစိတ်ဓာတ်ဆုံးမအောင်ဝါဓာတ်တွေကအခုဘဝကိုထောက်မြနေကကျိုးတယ်လို့ရှင်းတဲ့နာကတော့မနေမှာဖေလိုမျိုးကအားကယောက်ျားလေးကွာရှင်ကဘာကိုမပူပြီးမရှိဘူးအင်းမြပြီးစားလိုက်တဲ့သမီးလုံးတိုင်းမှာခြေသူတွေကိုတွေးစားကြည့်စဉ်းစားတဲ့ရင်မတစ်ခါပြန်ပြီးတော့နှွေးလာသည်အဖေရရိတ်အောင်မပြောရှိခဲ့တဲ့ကလေးဘဝစီထားထပ်ကဖေကြိုးသားခဲ့တဲ့ကသားတွေပါအခုလက်ရှိနာကဘဝသက်စာရှောင်းလို့အတွက်ပြပြတတ်တာလေးသာထိုက်တဲ့အဖေရဲ့မြတ်တရားနဲ့ခြေသူတွေမြမလေးရပါအဖေရဲ့စကားတခုကသားဘဝအတွက်ဓာတ်တလက်ပါကြုံလာသမျှဒီခက်ခဲပုံစံတွေလဲဥဆောင်ဖြည့်ရှင်အဖေမှာလုံးတဲ့ရှုပ်ကနေလဲဘာတခုမှသားရဲ့ဘက်ကမကူညီနိုင်တဲ့ချိန်ကနောင်တအသုံးမကြတာတွေသားရဲ့သက်တွေကြီးလဲအမားတွေတွေ့ရဆုံးပါအဖေမင်းတို့ရံကိုတာအဖေရဲ့မြေတာနေကြီးတွေတွေ့တော့အဖေရဲ့မြေတာပြောလို့ရှိရမိဘတို့မြေတာအားတဲ့ချိန်မှာဆက်ခွေရသေးတာမင်းတို့ရံကိုတာအဖေရဲ့မြေတာနေကြီးတွေတွေ့တော့အဖေရဲ့မြေတာမင်းတို့တော့ကားဒီမှာလည်းစွမ်းအင်းတာသူမရှိတဲ့နာနာကိုင်းမိဘမြေတာရအစားထိုးလို့မရတဲ့အမေငယ်တင်ကစားခုရတီငါအားကိုလို့မဝါခဲ့သေးဟိုလာလွယ်ဆယ်လာဖွာတီဒုက္ခတွေလည်းပဲရခဲ့သေးလက်နဲ့ရင်လုံးဝေးကပင်သားသက်ထက်ချစ်တဲ့သားရမေစနေကိုအိမ်မှုကိစ္စတင်တယ်ပင်ပန်းပါစေသားသမီးရပြုံးဖို့တွေ့ရင်တော့အမေရဲ့မျက်နှာရွှင်လန်းကနေတစ်ခါလေးဆိုပြောပြခဲ့တဲ့အမေရဲ့ဘဝဒီကန်းစားတွေ့ရှင်တဲ့ကနှက်ရှိုင်းဆုံးမြတ်တရားတွေကိုမြင်စမ်းပါဟေးအမေရဲ့ရှင်ခွင်တဲ့ကနေတစ်ပြေးပြေးဝါလုံးလေးတော့ဝါတက်လာပြီးတော့အရွယ်ရောက်ကချမရေးလိုက်ထပ်မမေကသားရဲ့ဘဝကိုကာကွယ်ပေးတဲ့တိုင်းလက်ပါကြီးမာတဲ့ခြေသူတရားတွေကိုပါနဲ့မလည်းမနိုင်တတ်ပါဘဝမှာတောက်ပြောင်ဖို့လက်မှန်ကိုရောက်အောင်ပို့တဲ့မေရဲ့ချစ်တွေကမတော်မှလည်းပဲကုံဆုံးမသွားခဲ့တတ်တွေသာအို
မ်းပါစေကောင်းရင်မျိုးအမေရဲ့နေတာချစ်လို့အေးချမ်းစေတော့အမေရဲ့နေတာပြုလို့ရှိပြီကြာမိဘတို့နေတာအားဒီချိန်မှာသက်ခွင့်ရစေလားကောင်းရင်မျိုးအမေရဲ့နေတာချစ်လို့အေးချမ်းစေတော့အမေရဲ့နေတာမြေပေါ်တော့ကားကြီးမားတဲ့စွမ်းရည်နဲ့ပါလို့မရှိတဲ့နာဂိုင်းမိဘနေတာရဲ့ပြေလုံးငန်းတဲ့ပေါင်းတဲ့မျိုးမှာအခြေတကြငါတို့နေထိုင်လာခဲ့ပြီးတော့လဲစီးပွားရေးရအနေအထားကတာမန်လူလက်တန်းသားတွေပါဘသူတွေဝိုင်းလည်းပဲပုတ်ခတ်ပါစေကွာဖေးရဲ့ရိတ်ကငါတို့အမြဲတမ်းလုံခြုံတွေးစေမှာသေးချာဆိုင်ကတူစီပြီးတော့ဈေးကိုသွားတူဆိုင်ဖွင့်ခဲ့တဲ့အချိန်တွေလဲငါမဲလို့မရအောင်မြင်မှုတစ်ခုကိုတွေးဖို့ရမှရန်ကုန်မျိုးမှာတစ်ချင်းနေစိုးလူတွေကမော့ချင်ငယ်လို့သွားတဲ့အချိန်မှာအင်ကိုပြောစင်တရားတွေယူလာပေးမလို့ပါငယ်ငယ်တုန်းကအမေလိမ့်ပေးတဲ့ဘကွာကလေးသားလက်ကိုဆွဲပြီးကြောင်းကိုပို့အဲ့ဒီချိန်တွေတရားမမဲတော့ပြီးသားကြိုက်တဲ့ဟင်းတွေမြဲတဲ့ချက်ကျွေးလာတာကိုနားမလဲတဲ့ဖြစ်လို့ချင်းနမကြလုံးမဲကိုထပ်ပြီးစိတ်ကောက်တတ်သေးသားအတွက်နဲ့အမေမစိတ်ကြီးရှာပေါင်းများခဲ့ဆက်တမ်းပြီးချီတီထားတဲ့ဆမ်းမွေးကြခဲ့ချိန်တွေပြုံးငွေတွေသုံးကနားမလဲတော့ဘဝရအမှားပဲတာကတိပေးပါတဲ့တနေ့မှထိတ်ဆုံးရောက်လို့အောင်မြင်စေရမယ်မီးလို့ရတာအဖေရဲ့နေတာခြေလိုအေးချမ်းစေတော့အဖေရဲ့နေတာလို့ရှိမကြပြီးပါလို့နေတာအားချိန်မှာသက်ခွင့်ရစေတာကောင်းပြီယောအမေရဲ့နေတာဒီလိုလွေတော့အဖေရဲ့နေတာဒီလိုကားစီမာတဲ့စွမ်းရည်နဲ့ပါဒီရှိတဲ့နာကောင်းပြီးပါမြင်တာရPPP Entertainment ရဲ့အစီအစဉ်တစ်ခုဖြစ်တဲ့ Sofret 50 အစီအစဉ်ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီအစီအစဉ်ရဲ့ပထမပိုင်းမှာဆိုလို့ရှိရင်ဖန်တီးထားပြီးဖြစ်တဲ့အမှုပညာသစ်တွေနဲ့မိတ်ဆက်ပေးခဲ့ပြီးသွားပါပြီအခုဒုတိယပိုင်းမှာဖန်တီးနေစေဖြစ်တဲ့အမှုပညာသစ်တွေနဲ့မိတ်ဆက်ပေးမှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမခုရောက်ရှိနေတဲ့နေရာကတော့ကန်တော်ကြီးထဲမှာပဲဖြစ်ပါတယ်ဒီကန်တော်ကြီးထဲမှာဘလို့အမှုပညာသစ်တွေကိုဖန်တီးနေလဲဆိုတာကိုခုသွားကြည့်လိုက်ရအောင်လေးချလာလိုက်ပါမျက်နှာနည်းနည်းလေးဆိုတဲ့လောက်လေးနည်းနည်းလေးရမ်းမကြောက်တာလည်းလောက်လေးဒရိုက်တာဒီနေ့ဘာရိုက်ကူးနေရလဲကျွန်တော်အခုရိုက်နေတာကမန္တလေးကအဆိုတော့ဗောနော်အောင်ရရပါတယ်ဆိုတော့သရှင်ဗီဒီယိုပါဒီနေ့ရိုက်ကူးမှုနဲ့ပတ်သက်ပြီးတော့တခြားတရုပ်ဆောင်တွေရောပါလာရင်တရုပ်ဆောင်ကနေမင်းနဲ့မေစုမောင်နဲ့ပါဝင်ပါပဲဒီနေ့ရိုက်ကူးမှုပေါ့ဗောနော်ကြိုတင်ပြင်ဆင်ထားမှုတွေကိုလည်းသိရတယ်ဒီနေ့ကကျွန်တော်တို့ကဇလန်းတဘောအရာကမင်းသားကမင်းသမီးရဲ့ဒါရီစာအုပ်လေးရပြီးတော့မင်းသမီးသွားတတ်တဲ့နေရာလေးတွေကိုသူကလိုက်သွားတယ်ပေါ့နော်မင်းသမီးလောက်တာတွေလိုက်လောက်တယ်ဆိုတော့အဓိကကြိုတင်ပြင်ဆင်ရတာနေရာတွေပေါ့ location ကလည်း6ခုလောက်ပါတယ်ဆိုတော့အဓိကကျွန်တော်ကြိုတင်ပြင်ဆင်မှုအပိုင်းကနေရာတွေကိုသွားပြီးကြိုပြီးကြည့်ထားရတယ်အဲ့နေရာတွေကိုလည်းဒီနေ့တနေ့တည်းမှာပဲရိုက်ကူးမှဖြစ်တဲ့အတွက်တစ်ခုနဲ့တစ်ခုပေါ့နော်အချိန်ဆက်မိမိနဲ့အချိန်လည်းမလင့်ဟင်းအောင်ပေါ့မြင်မြန်ဆန်ဆန်ဖြစ်အောင်လို့ဘယ်လိုနေရာတွေကူးမလဲဆိုပြီးအဲ့အဓိကကတော့ location ဘိုင်းကိုအဓိကပြင်ဆင်ထားတာပေါ့နော်ဒီနေ့တချင်းလေးမှာပေါ့နော်ဘယ်လိုပုံစံမျိုးလေးနဲ့ရိုက်ကူးထားလဲလူငယ်ပုံစံလို့ပဲပြောမှာပေါ့နော်အဲ့လိုလူငယ်ဆန်ဆန်နဲ့
ပြီးတော့ဒီကောင်မလေးကိုစားတူရရင်စိတ်ဝင်စားတယ်ပြီးတဲ့ခါကျသူ့ဆောင်လေးရတယ်ဟိုလောကကိုစိတ်ကုန်နေတဲ့လူတစ်ယောက်အနေနဲ့သူ့ဆောင်ထဲမှာရေးထားတဲ့သူ့ရဲ့မှတ်တမ်းလေးကိုပြန်ပြီးတော့ renew ပြန်လုပ်တယ်လို့မျိုးသူသွားခဲ့တဲ့နေရာလေးသွားသူလုပ်ခဲ့တဲ့လုပ်လေးလုပ်တယ်အဲ့လိုရင်းဘဝရဲ့အဓိပ္ပာယ်ရှိလာတယ်ပေါ့နော်ဟိုဘဝရှင်သန်မှုအဓိပ္ပာယ်မဲ့တဲ့လူတစ်ယောက်ကနေပြီးတော့အဓိပ္ပာယ်ပြန်ရှိလာပြီးတော့ပေါ်ပြပြရှင်နေထိုင်လာနိုင်တဲ့အခြေအနေအထိရောက်လာတဲ့ပုံစံမျိုးလေးပေါ့ဟုတ်ကျွန်တော်တို့အသစ်ဘဝတုန်းကတော်တော်ယုံရတယ်ဗျတော်တော်ယုံရဆိုဒီရှေ့ရလူကြီးတွေသူတို့အတ္တတွေနဲ့ကာထားတဲ့နေရန်တွေကိုကျွန်တော်တို့တော်တော်ကြီးကိုကြော်ဖြတ်ရတယ်အဲ့လိုကြော်ဖြတ်ရင်းနဲ့ပဲကျွန်တော်တို့ကအဆင်ပြေခဲ့ကြအောင်ဟိုအဲ့ဒီ gypsy တယောက်ရင်ဝယ်ပြတဲ့လမ်းဆုံးဆိုအဲ့ဒီဆန်လာနဲ့စရိုက်ကြစရိုက်ပြီးတော့တလားနင်းဖြစ်သွားတယ်မအောင်မြင်ဘူးအဲ့တိုင်းပဲတန်းလိုင်းလေးကျွန်တော်ကြံခဲ့အဲ့ဒါမဲ့အခုကျွန်တော်တို့နောက်ကအခုအသစ်ဖြစ်တဲ့ generation တစ်ဆက်ကြတော့ဟိုကျွန်တော်တို့ကကျတော့အသစ်ကနေအဟောင်းဖြစ်ကိုစရောက်နေတော့အဲ့အသစ်တွေကိုကျွန်တော်တို့ကဒုက္ခတွေသူတို့စီမှာမရောက်စေချင်ဘူးရောက်စေချင်တော့အသစ်ဆိုလို့ချင်းပဲအသစ်ပဲဖြစ်ကျွန်တော်ဟိုကိုနိုင်တယ်လို့ဝိုင်းပြီးတော့ပါဝင်ပြီးတော့ဒီမှာမင်းသမီးတစ်ပဲဖြစ်မင်းသားတစ်ပဲဖြစ် supporting တစ်ပဲဖြစ်အဲ့စိတ်တစ်ခုရနောက်တစ်ခုသူနဲ့တွေ့တဲ့ခါကျတော့ဘယ်လိုပုံစံမျိုးနဲ့သူ့စီကမြင်ရမလဲအသစ်တွေပါတွေ့မလဲဆိုတော့အဲ့ဒါလည်းစိတ်ဝင်စားပါတော့ညီမဒီတချင်းမှာလေးဘယ်လိုပုံစံမျိုးတရုပ်ဆောင်တာလဲဒီတချင်းမှာပေါ့ပေါ့ပါလွတ်လွတ်လပ်ပေါ့နော်ပြီးကိုတနေ့တာလောက်တဲ့ဟာကိုဓာတ်ရည်ပြန်ချရေးတဲ့ကောင်မလေးပေါ့ပေါ့ပါလွတ်လွတ်လပ်ဟုတ်လို့မတရုပ်ဆောင်တာပါဒီတချင်းမှာရိုက်ကူနေတဲ့အချိန်မှာပေါ့နော်ညီမအခက်ခဲတွေကြုံတွေ့ခဲ့စိတ်နှောက်ယှက်လေးရောရှိလားရှိလားဆိုနည်းနည်းပေါ့နော်ဟိုရထားတဲ့နေမှာတခါမှဓာတ်ပုံမဲ့ရိုက်ဘူးလေဖိုတိုရှူတင်မဲ့ရှိအခုကလမ်းလျှောက်ရတာဆိုတခါမလျှောက်ဘူးဒါပထမဆုံးအတွေ့အကြုံပေါ့နော်ပြီးလို့ရှိရင်ကင်မရာကလည်းလွယ်ထားလေးပြောပေါ့နော်လမ်းကလည်းအခုမှစလျှောက်ဘူးဆိုအဲ့လိုနည်းနည်းအခက်ခဲရရှိပါဟုတ်ပြုံးနာမယ်အပြုံးကနေပူလို့ကြုံနေတယ်နေရတက်တက်မကြည့်နဲ့နည်းနည်းလေးငိုင်းလိုက်ဒီနေ့တင်ဆက်ပေးခဲ့တဲ့ဖန်တီးနေစေဒုပညာတွေကတစ်ခုဖြစ်တဲ့ Driver 2ပိုင်စောဦးရဲ့ music video ရိုက်ကူးမှုကိုကြည့်ရှုခဲ့ရတဲ့အတွက်ကျေနပ်အားလိမ့်မယ်လို့ထင်မိပါတယ်။နောက်လာမယ့် Sofresh 50 အစီအစဉ်တွေမှာဘယ်လိုအမှုပညာသစ်တွေကိုတင်ဆက်ပေးအောင်မလဲဆိုတာကိုစောင့်မျှော်ကြည့်ရှုဖို့ဖိတ်ခေါ်ချင်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။